ဘာဖြစ်ဒီထဲမှာစလိုမျိုးတွေပင်လေးကိုဖြစ်ပြီးမှဒီထဲမှာသွားလာတာဒီစေချိုရှိကိုပူဇော်လို့ဒီလိုရစရာတဲ့ပတာဘာပြောတာလဲဆိုရင်ဒီကိုတော့ငါတို့ဘုရားအားလုံးမိုးတိတ်အောင်ရှိကြတယ်ပင်လေးကိုပြတာနေတယ်ဒီလိုအားလုံးဝိညာဉ်ဆိုင်ရာအစာလူတွေကိုစားကြတယ်ဝိညာဉ်ဆိုင်ရာဒီလူတွေကိုတောင်းနေတယ်အကြောင်းကဒီလိုအားလုံးဒီလိုနဲ့ထလိုက်ပါတော့ဝိညာဉ်ဆိုင်ရာကြောက်ဆောင်တာဒီလိုတောင်းနေတယ်ဘုကြောက်ဆောင်တာဖြစ်တော့ဖြစ်ပြီးဆိုတာဘယ်လိုလူကတော့အဲ့စားတာပါစားတာအန်ဂျီစတဲ့ဆေးတွေဒီမှာတော့အဲ့ဆိုတော့ဒီဓမ္မအောင်ချမ်းမှာဒီလိုပုံစံနာလေးမတိပါတိပြလာတယ်စားတာဒီလိုရေးထားတာကျွန်တော်တွေ့ရတယ်။ဒီဓမ္မအောင်ချမ်းကအားပြရတဲ့တော့ဆိုတာပါတယ်။နော်ဒီကိစ္စတွေဒီစံပေါ်မှာစိတ်နိုင်ကောင်းရှိမှတဲတော်ထဲမှာနေရာယူထားတဲ့အားဝယ်ရတဲ့တော့ကျွန်တော်အားလုံးဒီမှာနော်မိုးဆက်စ်ကဒီလူမျိုးတွေကိုပေါ်ပြီးမှဒီစီပီရနဲ့ကျွမ်းသွားတဲ့ပေါ်လာတဲ့အချိန်မှာလာမှာပေါင်းတဲ့စလုံးကိုကြားလိုက်ကြတယ်။အဲ့ချိန်မှာမိုးဆက်စ်ကိုရရှိပါစနိုင်းတောင်းကိုပေါ်ပြီးမှကဲဒီနေ့တော့ဆေလာကြောက်ချက်တော့ရေးထားမှသူ့လေးကိုပေါ်တယ်။အဲ့မှာသူပြန်လာနောက်ကျတဲ့အခါကျတော့ဒီဆွဲလို့ပြောနေတာသူတို့မှပေါင်းဆောင်တယ်ဆိုတော့အဲ့မှာသူတို့ကပါတယ်အေးဘုရားနဲ့ဒီနွားတဲ့ကိုတော့ဟိုရှိနေရှိနေတဲ့ဘုန်းကြီးမှာဘုရားနဲ့ဒီရမှာချီကိုကိုပဲဆက်မိုးဆက်ပြန်လာတဲ့အခါမှာမိုးဆက်ကစိတ်ဆိုးပြီးပါအဲ့မှာသူတို့ဒီရဲ့ကြောင့်ချက်ညတော့စေပါပါတဲ့ချက်စကိုလွတ်ချပြီးမှဘုရားချိန်မောင်းတောင်းပါပြတယ်ညဟောပြီးမှအဲ့ဒီမှာဒါကသူရဲ့ဒေထိုင်ရာတိတ္တာလို့လို့အဲ့ဒီတွေ့ရပါတယ်ဘုရားရှိခိုးမိလူမျိုးတို့ရှိလို့ဘုရားနဲ့တူနေထိုင်လို့များအဲ့လိုရှိတယ်အဲ့လိုထိုင်ရတဲ့ဒီမှာမှာဖူးစားတဲ့ဒီနာကိုတွေ့ရှိတယ်ဘုရားရှိခိုးဘုရားဆိုလေးနာနဲ့ထိုင်တာနဲ့ဝိုင်းရတယ်တော့အခုဒီသောက်စီဒီမှာတေတော်တွေ့မှာအတွင်းပြင်ဆွေးစင်းတဲ့ဘုံမှာအပေါ်မှာအနာပါတဲ့ဆွေးနဲ့ပို့ထားတဲ့ကိတ္တဒီရာစာတာအဲ့ဒီကိတ္တတဲ့မှာဒီမှာတို့တင်လာတဲ့ဆွေးပြီးတော့အညုတ်ဖြစ်နေတဲ့အာရုံရဲ့စေတာကိုပြည့်ညတ်တော်ရပါအောင်ကြောက်ဆက်တော့ကြောက်ရတဲ့ဆက်ဟာအဲ့ဒီကိတ္တပေါ်မှာတာပေါ်မှာဒီလိုအကောင်အများကိုပြန်ထားပြီးမှဒီလိုတွေတောင်းနေကြတာပါအဲ့ဒီတက်တာဆောင်းရှောက်တယ်တို့ကထားတော့အဲ့ဒီကရရှိတဲ့ဘုရားစုလိုလိုသူတွေထိုင်နေတဲ့အရာတက်တာကိုဒါပဲတက်တာကိုဘာပုလိုခိုင်းနေမှာဘုရားစုကပြောတဲ့ချိန်မှာဘိုးတွေကချက်ချင်းပဲပြည့်တဲ့စုတွေလိုက်တဲတော့ဘုံတော်မှာအော်ဘုရားရဲ့ဘုံတော်မှာအဲ့ဒီတော့သွားတယ်ဆိုတော့သူမြောက်ချမ်းအန်တီလေးစတဲ့34ရတယ်35တွေ့တယ်အကြောင်းတမောင်းချမ်းမှာဘိုးတွေဘုံလွမ်းသမားတွေဆိုတော့ချမ်းဆိုတော့ဘုံကပြေးတယ်အဲ့ဒါလေးပါလို့ဆိုတယ်ဆိုတော့ဘာဘုရားရှင်ဘုံတော်တော့ဘုရားရှင်ဒီလိုမျိုးတွေနဲ့အခုရှိတယ်ဆိုတဲ့ပူဇော်ပြုတယ်ဘုံကဘုံသွားတယ်ဆိုတော့ဒီစကားကိုဘုံကနေအကြောင်းကျွန်တော်ဘုရားရှင်ဝိညာဉ်တော်တိတ္တတော်ကိုဘုံတော်နဲ့တော့ဘုရားရဲ့ဘုံတော်ဒီအဲ့ဒါကဓမ္မအောင်ချမ်းမှာဘုရားစုဘုရားရှင်တော်နဲ့တိတ္တတော်ကိုဘုရားရဲ့ဘုံတော်ကဘုံတော်မှာဘုရားရဲ့ရှိတဲ့အကြောင်းတပတ်တိမှာရှိတယ်ဆိုတော့တန်ရှင်းဝိညာဉ်တော်ဒီမေရောမာရီယာကိုဘုံတော်အကြောင်းဆက်နေတယ်ပဲဒီအောင်တန်ရှင်းဝိညာဉ်တော်ကမေရောကိုဘုံတော်ဘယ်လိုရှိလဲရှိမယ်လို့တောင်းကြတာမှတော့ဒါပဲကဘယ်လိုအမေတို့ပြန်တဲ့ချိန်မှာလည်းအဲ့ဒီဘုံမှန်ဆိုတော့ဒီတုံးခါပြရတယ်။ဒါရှင်းလို့ပြရတယ်။ဘုံမှန်နိုင်ရှင်းအချိုးရတာကတမောင်းချမ်းမှာဆိုတဲ့တော့ထဲကဒါကိုရတယ်တော့ဒီမှာတော့ဘုရားရှိရှိလို့ပို့တယ်ဆိုတဲ့အတိုင်းဒီ
家的话呢，美容马来都是他们的，美容马来玩下来，偶尔比较喜去那些对的。如果对的的话，他把比较精准的，然后现在的，他把比较精准的，然后现在的美容马来家嘛，不一不一去的，这这嘛，那么好嘛咯，他把比较喜欢，越比如说的，越比较多。也蛮难做的，有点东西。那么在家嘛，就出现了马来什么？那么在家嘛，我把家是有大片的有些我嘛，你看一下大的情节，有一个地方等一下，然后家嘛有到的等一下，第一家第一家第一家家是干嘛叫有两个，一大个大一啥，没想到没老师啊，没老师啊，太阳没路嘞，没办法咯。这个呢，我表示话，不过来你们呢，话不如是现在就叫有滴滴加加，有没有加加有的开始开始，有的太阳你也得有的有的知道不咋是开始咯。啊，对面随身的大家现在的到到处我嘛，就是他的家乡我都他们。就比如说新鲜的年标啦，巴罗的时候，到地多，但新鲜起来咯，大咯，没有也完整的那上面，除了哎你如果突然变新的，波比嘛，新鲜的滴滴加加变成它了，就对呀，也的是，不嘛变什么，有些不变是，也是说变是，也有的话咯，对的呢。ในสองลำเนี่ยรู้ว่าเนี่ยในสองลำเนี่ยอยู่ที่อ่ะตะเกียบอยู่ที่นาซาเกี่ยเนี่ยอยู่ที่เอาที่พูดเนี่ยยาชิโอ้ดูเอาจานเลยดีบริเวณที่ตาเราตาเพียที่ตาเราเปลี่ยนสิ่งเช่นเนี่ยเราไปด้วยเนี่ยแต่บางจานเนี่ยมันตาเราที่มาตาเรายาชิดูอยู่โยโรทันวิธีที่ยาอาเกตาชิบีแต่มาติดเช่นเนี่ยที่ตาเราที่โตไม่รู้มาเรียนมาหรอกยาชีวิตด้วยดูดูท่านดูวิญญาณยาตาบาเปเลยทุยวิเศษที่จะได้ทุยดูมีแต่มีมาเรียนสิ่งวันจันทร์ที่มาดูตาเกี่ยวยาชีวิตไม่เอาไปเลยสรุปที่แต่มาห้องเช่นละตาเปลี่ยนที่ตาเนี่ยแต่ไม่ได้เช่นละตาเปลี่ยนที่เราคิดไม่รู้มาเรียน让我们心中的这样子念，你的盲想啊，现在干，以色列流里的，菲利斯汀流里是代价，那你知道，菲利斯汀流里啦，是一样高嘛，以色列流里修那个，那个起码，以色列流里现在马路你不能给大路的带你出去，伢是那个把马路那边是嘛，那个西安嘛。အဲ့ဒီပရိသတ်တာကိုတည်သွားပြီးမှညာတူသွားတယ်။အဲ့ဒီမှာဖြစ်ချင်တော့လူဟာဣသရေလကိုရှုံးတဲ့အခါကျတော့ဖီလစ်စတင်းလူမျိုးတွေကအဲ့ဒီဣသရေလလူတွေရဲ့ပရိသတ်တာကိုတည်စီသွားတယ်။တည်စီသွားပြီးမှသူရဲ့ဘုရားဖြစ်တဲ့တကုံဆိုတဲ့ဘုရားရဲ့အိမ်နာမှာစာတာ။နောက်တစ်နေ့ကျတဲ့အခါကျတော့အဲ့ဒီတကုံဆိုတဲ့ဘုရားဖီလစ်စတင်းလူမျိုးရဲ့ဘုရားဟာအဲ့ဒီပရိသတ်တာကိုထင်ထားတဲ့အရှိမမောင်းတဲ့ပြစ်ကြလဲနောက်တစ်နေ့ပြန်လဲနေမှာပြန်ထားနောက်တစ်နေ့ကျအမြဲတမ်းပဲအတူဘုရားကဒီစလုံးတို့ရဲ့ပရိသတ်တာကိုရှိမှာအမြဲတမ်းတွေ့ရတယ်အရှိန်ဟာဘုရားပါဘူးဒီမှာအဲ့ဒီမှာအဲ့ဒီဖီလစ်စတင်းလူတွေမှာလည်းကျမ်းမာရေးထူးခြားအဲဒီလိုမျိုးဒီလိုမှလည်းခံလာရတယ်အဲ့ဒီမှာဒီစလိုမျိုးတွေကဒီလိုမျိုးရဲ့ပြည်သက်တာကိုပြန်ပို့လိုက်အားလုံးလည်းမတိုင်ဘူးမကောင်းအဲဒီလိုကန်ဆူချင်းတဲ့လာအားလုံးဒီရောက်လာပြီးအားလုံးဖျားတယ်အဲ့ဒီဖျားရှိမှလည်းဥမောက်လဲဥညွတ်နေအားလုံးလိုမျိုးတွေလည်းကျမလည်းမကောင်းဘူးအဲဒီလိုမျိုးကဆူလေးရောက်လာဆိုပြီးမှအဲ့ဒီမှာဒီစလိုမျိုးတွေကအဲ့ဒီစလိုမျိုးတွေလည်း大会啊，对吧？以色列流是比较多的，而且嘛，很多大家，假如你那个
ဒီဆွဲလို့လုပ်ပြီးပေါ့နော်ဒေးဗစ်တွေကတွားဒီမှာကြည့်တဲ့ကြောင့်တော့ဒီမှာဒုတိယဓမ္မရံပြန်ဒုတိယဆောက်ပါအာနီ6ဒီကစတဲ့မှာကျွန်တော်ရှိတယ်အဲ့ဒီဒီစီလိုမျိုးတွေကညာရဲ့ဒီတာဖွဲ့ရတာတော့ပြန်ပို့တဲ့အခါမှာဒီဒေးဗစ်ကတောင်းလို့မရှိတဲ့ဒီရတဲ့မျိုးကို open ပြီးလို့ဆိုတဲ့ဒီကတော့ပါပဲဒီဓမ္မကျမ်းမှာရှိတယ်ဆိုလည်းဘယ်လိုပါလဲတော့အောက်မြင့်ကျမ်းစာကအမိန့်ကိုပြန်ပြီးတော့မှသူတွေသွားတယ်ဟိုတော့ကျွန်တော်ဖတ်တဲ့ကျမ်းစာပါဘယ်လိုပါလဲတောင်းလို့ရှိတဲ့ expert တွေစာပြည့်တွေကိုသွားရတယ်တော့ရှင်တို့ကထားနေတဲ့သုံးစကုပြောလို့ဒီဒေးဗစ်ကလည်းရာန်တဲ့လို့ဆိုနေတာတိတ်တော်ရှိမှအားထုတ်ပုံမျိုးတွေတော့ရေးထားတွေ့ရတယ်သူဓမ္မရာဇဝင်ထားနေ6လေးဆိုတယ်ပြောလေတော့မလည်းရောက်လို့ရှိတယ်ယောဘပစ္စတာဒီကိဝါတွေမှာဒီပုံမျိုးတွေရေးတော့ဒေးဗစ်ရဲ့ဒီမောင်ချမ်းမှာဒေးဗစ်ဟာဆိုတာမှာပါတယ်ဘာပြောလဲဆိုရင်ဘာသာပြန်ရည်တာတဲ့ကြောင့်မာထာတို့လည်းရောက်ရပြီအဲ့ဒီမှာဒီမတိမှာလေရောမာရဲ့သူ့စချင်းခါရတဲ့အဲ့ဒီစကားတွေပါပြောတယ်အဲ့ဒီစပိတ်မှာကျွန်မရဲ့ခင်တို့ကျွန်မကျွာတော့ကျေးဇူးကိုကျွန်မရဲ့ကြောင့်အဲ့ဒါပါပြီဒီမောင်ချမ်းတဲ့ချင်းစရင်ဒေးဗစ်ဒီဘာသာပြန်ရည်တာလို့ရှိကျွေးချိုးရှိဒါတိမှာချင်းစရင်အဲ့ဒီစပိတ်ဒီမာယာရှိတဲ့ခြေတော်ကျွေးချိုးပြီးဒါမှဟောင်းပြန်ချင်းစရင်ဘာသာပြန်ရည်တာလို့တော့လာတော့ကိုယ်အိမ်တိုင်းရေးဒါတိမှာချင်းစရင်မာရီယာဒီအဲ့ဒီစပိတ်အိမ်တိုင်းတော့ပါတာနေပြီးဒါမှဟောင်းချင်းစရင်အိမ်တွင်သားအားလုံးကိုဘာသာပြန်ကောင်းချီးပြီးတော့ဒီရတဲ့ဓမ္မရေးဆောင်တာဒီ6ပါးဆက်တဲ့ဒါမှဒီမှာချင်းစရင်ကောင်းချီးဆိုတဲ့လိုကို3ချိန်နဲ့3ခါတွေ့ချင်တဲ့အိမ်တွင်သားအားလုံးနဲ့ကောင်းချီးနာစားတဲ့ဆိုချက်ကိုလူကအားကြီးတဲ့30ခုဒီစကားမှာတွေ့တယ်။အဲ့ဒီတိတာကတော့မှဆိုရင်ဒီဖြစ်တဲ့ဂျေရုဆလင်ကိုပြန်လာပြီးမှတော့ဘုရားရှင်ဘုန်းတော်တို့ရာဒီတော့ဗိမာန်တော်မှာဒီထားတယ်ဒီတပတ်ဒီမှာချင်းစတဲ့မာယာဒီပြန်လာပြီးနောက်လည်းဗိမာန်ကိုပူဇော်အနန္တတော်ဒီတာတော်ဒီလိုက်တာဒီဆိုတဲ့မျိုးတွေအဲဒီဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီကမဟောင်းမှာရှိတဲ့ဒါပြရတာလည်းတိမှာဒါပြရတယ်တော့တိတာတော့တိတဲ့ဘယ်လိုပါလဲအဖြစ်တဲ့လုံးဝသူနေတွေ့ရတယ်။အဲ့တော့ဒီချက်တို့ရဲ့ချက်အဲ့ဒါတော့ဒီတိုက်ဆိုင်တဲ့ဘုံဘုံတွေအထူးသဖြင့်ဘုံလွန်ရှင်အဲစပက်နာတဲ့ပတ်သက်ခြင်းဆိုရင်ဒီတဲ့ဘုံအတူရှင်ထားမရှိတဲ့ဆိုရင်ကြိုးတင်ပြင်ဆင်ထားကြောင်းတို့တိတာတွေ့ရတယ်။ဒါကြောင့်ဒီမှာရည်ဒီမှာဒီကျမ်းမှာအာဟာခွေရတဲ့တော့ဒီတဲ့ဆိုတော့တွေ့နေပါတယ်။တို့ကဒီမှာပြောစားရှိရတာဒီဗိမာန်တော်နဲ့အာဟာခွေရတဲ့တော့ဟိုကောင်းကင်နဲ့တွေ့ရတယ်နော်အဲ့ဒီယေရုရှလင်မြို့ကြီးကိုဒီ90လောက်မှာပြောင်းဆုံးတဲ့နောက်ပိုင်းတော့ဒီအဲ့ဒီအာဟာခွေရတဲ့တော့ပြောင်းဆုံးနေတယ်ပေါင်း600ကျော်ဒီလိုမှမတွေ့ကြတော့ဒါပေမဲ့ဒီရည်ကျန်းရေးကိုရှင်ရောဟာအခန်းကြီး7နဲ့19မှာအော်တိစေတာအော်ဝင်တော့တယ်တော့ရချက်ကိုပြောတာဘာလို့လဲဆိုတော့ကောင်းကြီးဘုံတိုင်းရားဒီဗိမာန်ကိုပြင်ထားတယ်ဗိမာန်ကိုဒီမှာပရိနိတာခွေရတဲ့တာရှာပြီးဒီလိုကောင်းကောင်းမရှိတဲ့တာခွေရတဲ့တာဒီလိုဆောင်လုပ်ရတဲ့နောက်ပိုင်းတော့တော့စတိပြောတဲ့လို့ထားတဲ့စီရင်ဒါရိချာခါကြီးစနေအရင်ကလည်းပေါင်းမိမှန်ကြီးစွာတော့နမိတ်တဲ့အခါမှာအမျိုးသမီးတို့ဒီနေ့ကိုဝတ်တဲ့အခါကိုချိန်နေတာမိမိကောင်းအောင်လည်းစလုံးပြီးတော့တော့ဆောင်းနေပါပြီကိုမျိုးသမီးကိုဆောင်းနေတော့ဒီကနေ့တော့ကြောက်ပေါ်နေတယ်အဲ့ဒီမျိုးသမီးစပါတယ်မာရိယာတာပေါ်ရတဲ့တာတစ်တာဒီမှာညာတိမှာပုဂ္ဂိုလ်သားကိုကောင်းနေတယ်မှာဒီကြောင့်တော့ရတဲ့ချမ်းတွေ့ခဲ့ပါတယ်ကိုမျိုးသမီးလူမျိုးတကာကိုတာနာနဲ့ကိုဆိုးတဲ့တော့တာရချာ
Wami Maria Jobe Tahoya kita boleh dalam kau ini memang kita kau cimunthara jadi tu ya tapi siapa ya Pero Maria Jobe itu adalah macam yola saja ada siapa ya itu misalnya Israel itu boleh ada itu satu nama itu begini satu nama itu tapi jadi itu bukan aja atau itu juga sih mati kita cewasa itu sih ada itu ya dah jauh jadi misalnya Maria itu teman saya sahabat jadi tidak kerja itu teman saya teman saya banyak sahabat itu lagi itu biota ada lagi itu iwan lagi itu nasiru dan satu hal lagi itu biota Yesus langsung ada lagi itu Maria itu iwan lagi itu teman nasiru dan langsung ada di jauh itu kita bawa saya nanti itu saya nama tu ya itu teman saya langsung saya dari zaman di itu semua ada tu ya dah jauh tu mereka tu pada baru mereka Maria tahap ya kita loke dah kena jangan sampai mereka buruk dia tak jauh mereka yung kaitan jangan sedih kalau tu ya mana macam tu ini Pero Maria tahap ya kita itu biasa itu kuhana tu dah itu berikan itu Pero Maria tahapnya itu kuhana tu orang tu itu biasa itu desam juga itu usah itu Pero ya kita ini yang kita tahu itu usah atau apa itu inilah satu nama Tuhan Maria kung bibang inatu ini Tuhan Maria berhati supaya kita mana supaya samanya dibakna jadi yang Tuhan Maria kung baik ini lain seperti itu mana supaya Yesus oh akhirnya kita melihat lain langsung David do itu na Moses na amin ante isu kama asal tanaman ala kena dia na de panina lupa bersih itu video dari Tuhan Maria yang mana dapat saat ini jika kita dimulai dengan Tuhan Maria guna orang tena asal yang mana Tuhan Maria dia na lupa masih ada ama baisa malusma ama omnani tuja singkuang bino ati jaya itu sahaja ini sahaja suai kamdo sehingga ati sangatnya itu ati jaga tuan umar pen nama kamal juga namso ati sampai dia aku jadi nama pen wisata yang tu bagusnya bolhol koi koi atau apa untuk pasien ani na upaya itu lingsuan orang ani lingsuan orang ani mun upaya pasien lai siap tu itu paling mongko kipat kiana dimua kipat kiana tu lai siap tak semua tu mulai semua tahu ini jinak ini itu na dulu Maria na namai Yesus paling upaya Yesus besar amsa kena itu media yang itu nato sisa tu baik sudah belum tamat semua tentang semua buaya media maya tu baik su ina pernah ada alat itu dipakai suatu